မိုင်းအစင်မချွတ်အလားတရားများနဲ့အမြဲပြည့်စုံနေတမိုင်းအစင်မချွတ်အလားတရားများနဲ့အမြဲတမ်းပြည့်စုံနေလာလေလေပါဆွေအစင်ဖိတ်ခေါ်သလေရင်ကျေးမူရာပြူနာစွာရှိပေကမာရီမွေးကြိုင်နေအညာဒေသမောင်တို့မုံရွာမြေတမိုင်းအစင်မချွတ်အလားတရားများနဲ့အမြဲပြည့်စုံနေတမိုင်းအစင်မချွတ်အလားတရားများနဲ့အမြဲတမ်းပြည့်စုံနေလာလေလေပါဆွေအစင်ဖိတ်ခေါ်သလေရင်ကျေးမူရာပြူနာစွာရှိပေကမာရီမွေးကြိုင်နေအညာဒေသမောင်တို့မုံရွာမြေရှေးလန်းကုန်းလန်းလေချောင်းလိုက်နေစင်ပြေရှေးလန်းကုန်းလန်းလေချောင်းလိုက်တွေနဲ့စင်ပြေစုံစံကူတန်ရောင်းဝဲဖောက်ကနေရောက်ဖူးသူတိုင်းသိပေလာဘူးသူတိုင်းသိကြပေတမိုင်းဝင်စေဒီပထုအလွန်ပေါ်များတဲ့တို့ညာထာနေတစ်ခေါက်တစ်ခါရောက်လာစေခြင်းပေတဘာဝရင်မြေမြိုင်ကြီးလာနဲ့တကယ်ဆွဲမဲ့ဆရာပေအဖော်ရီပြောညောပေဘုရားပြုထွေရင်လာလေပါလေမြို့ချက်တယေစုတောင်းပြေရွှေစည်းကုန်ရှိပေကဘာကျော်လေဒီမောကြောက်စားရလေရှိနေနိုင်တလေကြောက်ကရွှေကုဏီဖျားကတင်ရှားစွာရှိလေတောင်ဘက်ကိုလာပြန်တော့ဘော်ဒီတစ်ထောင်မိုးညင်ပန်ဖို့တယ်အလောင်းတော်ကသဖဆံရမြေဖိုးဝင်းတောင်ရှိတယ်တို့ညာတိုင်းမြို့တော်ဂုံချက်တရေအဖော်ရီပြောညောပေဘုရားပြုထွေရင်လာလေပါလေမြို့ချက်တယေစုတောင်းပြေရွှေစည်းကုန်ရှိပေကဘာကျော်လေဒီမောကြောက်စားရလေရှိနေနိုင်တလေကြောက်ကရွှေကုဏီဖျားကတင်ရှားစွာရှိပေတောင်ဘက်ကိုလာပြန်တော့ဘော်ဒီတစ်ထောင်မိုးညင်ပန်ဖို့တယ်အလောင်းတော်ကသဖဆံရမြေပိုဝင်းတော်ရှိတယ်တို့ညာတိုင်းမြို့တော်ကုန်ကျဲ